ယနေ့အိမ်နာရေးခြေမြစ်တာရေးနဲ့ပတ်သက်တဲ့ခြေကျုပ်စီရင်များကိုလက်ခံပါမယ်ခင်ဗျာခြေကျုပ်စီရင်ဆိုတော့ကိုရဲ့စကားကိုနာခံလို့သူเนาะခုနပကိုလိုရှိရသူခြေမငြိမ်တဲ့သူတွေချင်းငြိမ်သွားဖို့နဲ့ဘလို့ခေါ်မလဲကိုမကိုဖြစ်ပြီးတော့တန်းဆွဲเนาะကိုတယောက်တည်းကိုသာလျင်ချစ်ခင်ဆွဲလန်းနေဖို့အတွက်ကိုရဲ့ဩဇာအာဏာတွေလွှမ်းမိုးနေဖို့နဲ့ကိုတယောက်တည်းကိုပဲချစ်ခင်ဆွဲလန်းနေဖို့เนาะကိုဘူးဆိုရင်ဖြုံမသိပဲနဲ့ကိုပဲတန်ဆွဲယူမှုချစ်ခင်ဆွဲလန်းနေဖို့အတွက်ရရစီရင်ပြရတာเนาะအဲ့တော့ကိုတက်ပုံပေးရမယ်တစ်ပတ်ကပြတက်ပုံပေးရမယ်เนาะအဲ့ဒါတင်စီမှာအဓိကကတော့ဟိုတန်ဆွဲဖြစ်ပြီးတော့ကိုအားလွဲရင်ဘသူကိုမှချစ်ခင်ဆွဲလန်းလိုတဲ့စိတ်เนาะချစ်ခင်ဆွဲလန်းတဲ့စိတ်အလျင်းမရှိပဲနဲ့ကိုတယောက်တည်းကိုသာလျင်ရသက်ပံထိတိုင်းချစ်ခင်ဆွဲလန်းနေဖို့နဲ့ကိုပဲเนาะအသက်လုံးကိုစကားခွန်းထဲကိုသာနာခံပြီးတော့ကိုလိုရှိရလိုက်လျောဖို့နဲ့ကိုကလန်ကန်ဆန်မပြုတ်ဖို့အတွက်စီရင်ရတဲ့ရေရာစီဖြစ်ပါတယ်အမြဲတမ်းတော့လုပ်ပေးလို့မရှိဘူးဒါပေမဲ့တချို့ကိစ္စတွေမှာစိုးသွမ်းနေတဲ့အိမ်အောင်ဘက်တွေကိုစိုးသွမ်းနေတဲ့ချစ်သူကြီးစားတွေကိုဟိုထိန်းချုပ်ဖို့အတွက်ထိန်းသိမ်းဖို့အတွက်တော့လိုအပ်လို့ရှိရင်လုပ်ရပါတယ်เนาะယနေ့ညအခါနက်ခက်ကြတော့ကြောင့်စီရင်ဆောင်ပါမယ်အကြောင်းကြားထားပါခင်ဗျ